ဝယ်ပြီးတော့ရပ်ပိုင်းလောက်ပဲရှိအောင်မယ်။ပြပြဒီကား accident ဖြစ်ပြီးတော့ပေါင်ရိုးကျိုးသွားတာ။ claim လိုက်ရတယ်ပေါ့။ဟုတ်။ claim တဲ့ခါမှာလည်းအဆင်ပြေချုံးမိပါတယ်။အသက်အာမခံကိုဝယ်လိုက်မယ်ဆိုရင်အဲ့လိုလက်လာပဲမရှိဘူးလို့အဲ့လိုမျိုးတော့မကောင်းဘူးလို့အဲ့လိုထင်ကြတကယ်တော့အဲ့ဒါအယူဆရတအားမှားပါတယ်။မဖြစ်ခင်မှာကြိုတင်ကာကွယ်ဖို့ကလိုအပ်ပါတယ်။ဟုတ်။မင်္ဂလာပါခင်ဗျာ။ကျွန်တော် KBZ Life Insurance ကနေပြီးတော့ကျွန်တော် personal accident ပေါ့နော်။အဲ့ဒါလေးကိုကျွန်တော်တို့မိသားစုပါဖေရဲ့မမေရဲ့ကျွန်တော်ရဲ့စာအတွက်ကျွန်တော်ဝယ်ထားပါတယ်။ဟုတ်။အဓိကတော့ဒီ personal accident ကြတော့ကျွန်တော်ဘယ်အချိန်မှာဘာဖြစ်မလဲမသိရဲ့အခြေအနေပေါ့နော်ဆိုတော့ဒီအမေတို့ဖေတို့လည်းသူတို့လည်းဒီအမေဆိုလည်းအိမ်မှာနေတဲ့အချိန်မှာဘာဖြစ်မလဲမသိဘူးအဖေဆိုလည်းလုပ်တဲ့အချိန်မှာဘာဖြစ်မလဲမသိဘူးကျွန်တော်ဆိုလည်းအလုပ်ငန်းခွင်မှာဘယ်အချိန်မှာဘာဖြစ်မလဲမသိတဲ့အတွက်ကြောင့်မလို့ဒီဟာလေးရှိရင်တော့ကိုယ့်အတွက် cover ဖြစ်မယ်ဆိုတဲ့စိတ်ကူးလေးနဲ့ကျွန်တော်ဒါလေးကိုဝယ်ဖြစ်လိုက်တာပါဟုတ်စိတ်လုံခြုံမှုတော့ရသွားပါဝယ်တဲ့ခါမှာတခုဖြစ်သွားခဲ့ရင်တောင်မှဆိုတဲ့ cover app လေးတခုတော့ဖြစ်သွားတယ်ပေါ့မဝယ်ဘူးဆိုရင်ကျွန်တော်ဖြစ်လာပြီဆိုရင်ကိုယ်ပဲအကုန်ကြခံရမှာလေဆိုတော့အဲ့ဒီဟာလေးကတော့ compare ဖြစ်ပါတယ်ဟုတ်ကျွန်တော်ကပဲကံကောင်းတယ်ပဲပြောရမှာမသိဘူးကျွန်တော်အဲ့ဒီ personal accident ကိုဝယ်ပြီးတော့ရပ်ပိုင်းလောက်ပဲရှိအောင်မယ်နှစ်ပတ်ဝန်းကျင်လောက်ပဲရှိအောင်မယ်ပြပြဒီကား accident ဖြစ်ပြီးတော့ပေါင်ရိုးကျိုးသွားတာပေါင်ရိုးကျိုးကချက်ချင်းပဲဒီဟာယူclaim လိုက်ရတယ်ပေါ့ဟုတ်ဖြစ်ပြီးတော့ကျွန်တော်2ရက်3ရက်လောက်မှအဲ့လိုအတိအမှနဲ့ပေါ့နော်အဲ့လို claim တဲ့ခါမှာနောက်3ရက်လောက်မှကျွန်တော်အဲ့လိုငွေရောဟို KP ကနေပြီးဝင်လာမြန်တော့မြန်ပါတယ်ဟုတ်ကျွန်တော်တို့အပြေးဝယုံကြည်တယ်အမခံအောင်ပေါ့နော်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီအမခံတွေကရှိတဲ့နေပေါ့ဖြစ်လာမှကုသတာထပ်ပေါ့နော်အဲ့လိုမျိုးမဖြစ်ခင်မှာကြိုတင်ကာကွယ်တဲ့အရာပို့ပြီးတော့safe ဖြစ်တယ်လို့လည်းခံစားရတယ်ခုနအမပြောလို့ပဲပေါ့နော်ဒီ travel insurance တွေဒီအသက်အမခံတွေကျန်းမာရေးအမခံတွေအခုကျွန်တော်ဝယ်ထားတဲ့ personal accident တွေဆိုတာအကုန်လုံးကသူ့နေရာနဲ့သူကလိုအပ်နေရပဲအဲကြောင့်မို့ကျွန်တော်ကတော့အပြေးဝထောက်ခံပါတယ်ဟုတ်ကျွန်တော်ရှေ့ဆက်ပြီးတော့ပေါ့နော်အဓိကအဖေနဲ့အမေအတွက်ကောကိုယ့်အတွက်ကောပေါ့နော်အဲဒီအမခံတွေပေါ့နော်ဆက်ပြီးတော့ဝယ်သွားဖို့လည်းလေးလာနေရရှိပါတယ်ဟုတ်ပထမဦးဆုံးကိုကျွန်တော်ပြောချင်တာကကြတော့ကျွန်တော်ကဒီအမခံရဲ့ benefit ကိုတကယ်ခံစားဖို့တဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီအမေးဖြေလေးကိုကျွန်တော်လက်ခံလိုက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ပြောတဲ့ဟာကိုယုံကြည်လို့ရပါတယ်ပထမဦးဆုံးပြောချင်တာကတော့လူတော်တော်များများကကြတော့ဖြစ်မှကုသတာဒါမဖြစ်ခင်မှာကြိုတင်ကာကွယ်ဖို့အဲ့လိုမျိုးစဉ်းစားတာနည်းနည်းနှောင့်နှေးကြတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီမှာじゃဘာဖြစ်လဲဆိုတော့ for example ပေါ့အသက်အာမခံကိုဝယ်လိုက်မယ်ဆိုရင်အဲ့လိုလက်လာပဲမရှိဘူးလို့အဲ့လိုမျိုးတော့မကောင်းဘူးလို့အဲ့လိုထင်ကြတကယ်တော့အဲ့ဒါအယူဆရတအားမှားပါတယ်ကျွန်တော်တို့ကအဲ့ဒါကြောင့်မို့အခုနပြောလို့ပေါ့နော်မဖြစ်ခင်မှာကြိုတင်ကာကွယ်ဖို့ကလိုအပ်ပါတယ်အဲ့ကြောင့်မို့အာမခံဝယ်ထားကြပါလို့ကျွန်တော်ကနေပြီးအကြံပေးချင်ပါတယ်ဟုတ်ကဲ့ဟော KBZ Life Insurance ပေါ့နော်ဒီ12နှစ်မှဒီနှစ်ပေါင်းများစွာတိုင်အောင်အတွင်းရှည်ပါစေရည်တည်နိုင်ပါစေရှေ့လျှောက်ပြီးတော့လည်းဒီလူသားအကျိုးပြုတဲ့ပေါ့နော်ဒီ service တွေအများကြီးပေါ်ပေါက်လာပါစေလို့ကျွန်တော်အနေနဲ့ဆုမွန်ကောင်းတောင်းပေးပါတယ် 12 years and beyond together. KBZ Life Insurance.